အစာစားပြီးရင်ရင်ပတ်ထဲပို့ပို့လာလို့စိတ်ညစ်နေရသလားဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါနော်အစာစားပြီးတိုင်းရင်ပတ်ထဲကပူကနေဖြစ်တာချင်းရည်တွေတက်လာတာမျိုးကတာမန်လေထိုးလေအောင်တာမဟုတ်ပဲကြီးရာဒီဝေဒနာဖြစ်နေနိုင်ပါတယ်နေမကောင်းဘူးဆိုရင်ပိုက်အောင်တာခေါင်းကိုက်တာမျိုးကခံရခက်တယ်ဆိုပေမဲ့လူတော်များများခံစားနေရပြီးလင်းလူရှုထားတတ်တဲ့ဝေဒနာတစ်ခုရှိပါတယ်အဲ့ဒါကတော့ချီအီယာတီလို့ခေါ်တဲ့အစာချေရေးအပေါ်ပြင်တက်တဲ့ယောဂပဲဖြစ်ပါတယ်။စားလိုက်ရင်ရှင်ပတ်ထဲကပူကနေဖြစ်သွားတာဒဲချောင်းနာပါအချင်းရည်တွေတက်လာတာမျိုးဖြစ်ပူပါသလား။အဲ့တော့ချီအီယာတီဆိုတာပါတယ်ကျွန်ုပ်တို့အစားစားတဲ့အခါအစာပြုံကနေအစာအိမ်ထဲကိုရောက်သွားပါတယ်။အဲ့ဒီအကြားမှာတကားလိုမျိုးပိတ်ထားပေးတဲ့ကြွက်တာဝိုင်းတစ်ခုရှိတယ်။အဲ့ဒီတကားကခေါင်းကောင်းမပိတ်ပဲချောင်းနေတဲ့အခါအစာအိမ်ထဲကအက်ဆစ်တွေကအစာပြုံစီကိုပြင်ရှင်တက်လာတတ်ပါဘူးဖြစ်များတဲ့လက္ခဏာတွေကတော့ရင်ပူခြင်းရင်ညွတ်ကနေလည်းပဲရင်ထိပူဆက်မှုလုံးဖြစ်တာအချင်းရတက်ခြင်းပါစက်ထဲမှာချင်းစုပ်စုပ်ရတာခံစားရတာအစာမျိုးရခက်တာနဲ့အကြောင်းရင်းမရှိပဲခဏခဏချောင်းဆိုးတာမျိုးတွေဖြစ်တတ်ပါတယ်။ဘာတွေကဂျီအီယာတီဖို့ပို့ဆိုးစေတယ်လဲဂျီအီယာတီကလူနေမှုပုံစံနဲ့များချီတက်ဆိုင်ပါတယ်။အထူးသဖြင့်အစာတောက်အဆက်တွေအစည်းအစိမ်တွေကဖိန်းနဲ့ချောကလက်တွေအကျင့်စရိုက်စားစားပြီးချင်းလက်အိတ်ထားဘဝလုံနာနဲ့စီလိုက်တောက်တာညဘက်အိခါနီမှာအဝစာတက်တဲ့အချင်းကဂျီအီယာတီကိုအဆိုးရွားဆုံးဖြစ်စေပါတယ်ဂျီအီယာတီကိုဘယ်လိုကကွယ်မလဲစေးတောက်ရုံနဲ့တင်မလုံးတော့ပါဘူးနေထိုင်မှုပုံစံလေးနဲ့ပြောင်းချရပါမယ်နည်းနည်းလေးနဲ့ခဏခဏစားပါအများကြီးတခါတည်းစားတာတဲ့နည်းနည်းချင်းခွဲစားတော့ကအစာရင်အတွက်ပိုတက်တာစေပါတယ်အစာစားပြီးချင်းမအိပ်ပါနဲ့အနည်းဆုံး3နိုင်နောက်ချပြီးမှအိပ်ပါကောင်းအောင်ကိုမြေအိပ်ပါအိတ်တဲ့အခါခန္ဓာကိုယ်အထက်ပိုင်းကို6လက်မခံမြင့်ထားခြင်းကအက်ဆစ်တွေပေါ်ပြန်မတက်အောင်ကူညီပေးပါတယ်ဒီလက္ခဏာတွေကတပတ်ကို2ချိန်ထပ်ပိုပြီးဖြစ်လာပြီဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်နေပါပြီနော်ကျမ်းမာရေးဆိုတာဂရုစိုက်မှုကနေစတာပါဒီနေ့ကစပြီးအစာစားတဲ့အလေးအကျင့်လေးတွေကိုပြန်ဆန်းစစ်ချကိုထိုက်တွန်းချင်ပါတယ်အားလုံးပဲရင်ပူဝေဒနာကနေခင်ဝေးကြပါစေ